ကျေးတော်ရှင်ဆရာတော်ရှင်တမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်ရာဇိုလပြည့်ကျော်2ရက်2023ခုနှစ်ဇန်နဝါရီလ9ရက်စနေနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဦးဝင်းမောင်ဒေါ်မီအောင်မခင်စန္ဒာဝင်းဒေါက်ခင်ကြည်တို့အားရည်စူ၍ဒေါက်တာမျိုးမြင့်မောင်ဒေါက်တာခင်မာလာဝင်းဒေါက်တာခင်နီလာဝင်းဒေါက်တာမြင့်စိုးဒေါက်တာမြတ်တီတာဒေါက်တာတီတာဝင်းမိသားစု USA နိုင်ငံနေနှစ်ဖက်သောမိဘများကိုရည်စူး၍ဦးမိုးကျော်ကျော်ဒေါ်နန်းဆန်လိုင်းသားဇန်ရဲထက်သမီးနမ်းမြတ်နိုးကျော်မိသားစုနှစ်ဖက်သောမိဘများအမှုတာ၍နေပြည်တော်နေဦးလှိုင်ပွားဒေါ်တက်ထက်ဦးသမီးစစ်ရွန်းနယ်မိသားစုတို့မှစုပေါင်းစင်ရင်ကျင်းပပြီးတော့အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးဇူးတော်ရှင်ပါမခကျုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ခြေတော်ဆုံးဥခ၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား1384ခုနှစ်ပြာသူလဝိကျော်2ရက်2023ခုနှစ်ဇန်နဝါရီလ9ရက်စနေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောအစစ်နှင့်အတူခွဲခြားနည်းအကြောင်းတရားဒေသနာတော်ဒီနေ့တော့ဟောခဲ့တဲ့အဆက်အနေနဲ့ဆက်ပြီးတော့ဟောမှာဖြစ်ပါတယ်အဲ့ဒီမှာတရားသူကြီးနဲ့ပတ်သက်ပြီးအစစ်အတူပညာရှိနဲ့ပတ်သက်တဲ့အစစ်အတူတရားသိသူတရားရှိသူနဲ့ပတ်သက်တဲ့အစစ်အတူလူကြီးနဲ့ပတ်သက်ပြီးတော့အစစ်အတူဆိုပြီးတော့မြတ်စွာဘုရားကခွဲခြားနည်းတွေကိုဟောပြောထားတာဖြစ်တယ်အဲ့တော့ဒီနေ့မှာတော့ဒီသူတော်ခေါင်းသို့မဟုတ်လူတော်လူခေါင်းပေါ့လူတော်လူခေါင်းဆိုတာတော်ရဲကောင်းတယ်ဆိုတဲ့ဝိသေသနာနဲ့တော်ခြင်းကောင်းခြင်းကိုအကြောင်းပြုပြီးတော့သူတော်ခေါင်းလို့လည်းသုံးတယ်တခါတရံခွဲပြီးတော့လူတော်လူခေါင်းလို့လည်းသုံးတယ်အဓိပ္ပာယ်ပြကောက်ယူလို့တော့ရတာပေါ့ရှင်းတော့ကတော့သူတော်ကောင်းဆိုတာတော်လဲတော်တယ်ကောင်းလဲကောင်းတယ်ဆိုတဲ့ဒီလိုအဓိပ္ပာယ်လည်းယူကြတယ်သို့မဟုတ်တော်ခြင်းကောင်းခြင်းဟာတခုတည်းကိုပဲရှင်ညွှန်းတယ်လို့လည်းဆိုလို့ရတယ်တချို့ကတော့ဒီလိုအဓိပ္ပာယ်ကောက်တယ်တော်တယ်ဆိုတာတတိနာလဲမှုနဲ့ဆိုင်တယ်ကောင်းတယ်ဆိုတာကစိတ်ကောင်းနှလုံးကောင်းရှိတာနဲ့ဆိုင်တယ်အဲ့လိုခွဲမဲ့ဆိုရင်တော့လူတော်ဆိုတာပညာတတ်တာပြောတာထက်မြက်တာလူကောင်းဆိုတာကြတော့သူများဒုက္ခမှာပေးတာပေါ့အဲ့လိုခွဲမဲ့ဆိုရင်တော့လူတော်လူကောင်းအဲ့ဒါကိုတချို့ကပြောင်းပြန်ပြန်ပြီးတော့သုံးတယ်လူကောင်းလူတော်လူကောင်းနဲ့လူတော်ဆိုပြီးတော့ခွဲလဲပြောကြတတ်တယ်အဲ့တော့လူကောင်းဆိုတာကိုယ့်ဘောကောင်းတိုင်းတော့လူကောင်းလို့ပြောလို့ရတာမဟုတ်ဘူးကိုယ့်ဘောဆိုးတိုင်းလည်းလူဆိုးလို့ပြောလို့ရမှာမဟုတ်ဘူးတော်ခြင်းတတ်ခြင်းဆိုတာအသိပညာနဲ့ပတ်သက်တယ်လို့သို့သောရှေ့ကသုံးလာတဲ့စကားလုံးကတော့သူတော်ကောင်းဆိုတာသာဓုရူပအရေးချင်းကောင်းနေကောင်းနေတော်တယ်ဆိုတာအရေးချင်းနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားလို့ယူရင်တော့တခုတည်းပဲမှားမှာပဲကောင်းတာကတခုတော်တာတခုတူလို့မဟုတ်ဘဲနဲ့သူတော်ကောင်းဆိုတဲ့အဓိပ္ပာယ်ကကောင်းမြတ်တဲ့အရေးချင်းတွေရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းဆိုတဲ့စကားလုံးနဲ့ဖလှယ်ပြီးတော့သုံးတဲ့ပါဠိဘာသာစကားလုံးကတပ္ပုရိတပုရိသဆိုတာတခါတည်းယောက်ျားဆိုတဲ့အဓိပ္ပာယ်တခါတည်းကျတော့တရဝဆိုတဲ့အဓိပ္ပာယ်
အဲ့တော့သာထုပုရိသောတပ္ပုရိသောအရေးချင်းကောင်းတယ်တော်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုသူတော်ကောင်းလို့ခေါ်တာပဲအဲ့တော့တပ္ပုရိသဆိုတာအရေးချင်းအဖြစ်တော်တယ်ကောင်းတယ်ရည်ချင်းကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဆိုလို့ရပါနောက်တစ်ခုကတော့သာထုရူပသာထုဆိုတာအိန္ဒိယမှာနိုင်ငံမှာသုံးတဲ့သူတော်ကောင်းဆိုတဲ့စကားလုံးကိုသာထုလို့ဒီလိုသုံးတယ်သို့တော့အတန်တွဲကသာထုလို့မထွက်ဖ ೇನೆ စာထုလို့ထွက်တယ်အဲ့တော့စာထုဆိုတာသူတော်ကောင်းလို့အဓိပ္ပာယ်ရတယ်သူတို့ခေါ်တဲ့စာထုကြီးဆိုတာကြောက်ကြလိမ့်မယ်အဲ့တော့တောက်ချိုင်နဲ့ရေးရမှာပေါ့သူတော်ကောင်းဆိုတာတော့စာပေတွေထဲမှာလည်းဆိုတယ်သာထုတမတောဘဟုဇနတာအများကသူ့ကိုသူတော်ကောင်းကြီးလို့သတ်မှတ်ထားတယ်အဲ့ဒီပုဂ္ဂိုလ်စာထုတိရိလင်္ကာမှာဆိုလို့ရှိရင်ဘုန်းကြီးတွေကိုစာထုလို့ခေါ်တယ်သူတို့တိဟောဘတာနဲ့တော့ဟမ်ဒရူလို့ခေါ်ပြီးတော့ဟိတုဘတာနဲ့ခေါ်တဲ့အခါစာထုလို့ခေါ်တယ်ဒီကနေ့ခေတ်မှာဘုရားဝတ္တနဲ့ယဉ်နှီးတဲ့အိန္ဒိယနိုင်ငံလူတွေကြတော့ဖန်တေကြီးတို့ကုရုကြီးတို့အဲ့လိုခေါ်ရတယ်ဒါအခေါ်မျိုးမျိုးရှိတဲ့အကြောင်းကိုပြောပြတာနော်အဲ့တော့စာထုဆိုတာလည်းသူတော်ကောင်းပဲဗမာတာထုနဲ့တူတူပဲဗမာစကားလုံးဖြစ်နေတယ်တာထုခေါ်တဲ့တာထုပဲတူတူပဲအဲ့တော့စာထုဆိုတာလည်းသူတော်ကောင်းပဲသာတုဆိုတာလည်းသူတော်ကောင်းပဲတပ္ပုရိသဆိုတာလည်းသူတော်ကောင်းပဲသာတုရူပကောင်းတဲ့သဘောရှိတယ်ဆိုတာလည်းသူတော်ကောင်းပဲအဲ့တော့သူတော်ကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်မှလဲဒီကြီးညိုပွဲရတပ်ပဲ့တဲ့ရုပ်ဆင်းရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းခေါ်မှလားဣန္ဒြိယယနဲ့နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ရုံနဲ့သူတော်ကောင်းလို့ခေါ်မှလားနော်အပြောကောင်းရုံနဲ့သူတော်ကောင်းလို့ခေါ်မှလားဆိုအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်းလင်းဟောကြားတာအဲ့ဒါမှမှတ်သားဖို့ကောင်းတဲ့စကားလုံးတွေဒါတွေကလူလောကမှာပေါင်းသစ်ဆက်ဆက်တဲ့အခါမှာအသုံးဝင်တဲ့စကားလုံးတွေအဓိပ္ပာယ်ဖွင့်ဆိုချက်တွေဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကြည့်နဝကရဏမတ္တိနဝနပောခရတာယဝါဝကရဏဆိုတဲ့အဓိပ္ပာယ်ကဝါဆိုတာဝတ်ဆိုတာဝါစာစကားလုံးကရဏပြုစကားပြောကောင်းယုံနဲ့နော်ဝကရဏဆိုတာစကားပြောကောင်းတာအဲ့တော့အပြောကောင်းယုံနဲ့သူတော်ကောင်းမဟုတ်ဘူးတဲ့အပြောကောင်းနိုင်သူတော်ကောင်းမဟုတ်ဘူးလို့သူတို့ဆိုလို့ဒီပါဇက်ကဒါမျိုးရှိတယ်လေပပပြင်းမှလည်းပဲပါဇက်ကဖယားလက်ကကာယဆိုအဲ့ဒါမျိုးဖြစ်တယ်သူတော်ကောင်းမဟုတ်ဘူးပါဇက်ကတော့ဖယားစကားတရားစကားပြောတယ်လက်ကကာယဆိုတာလှုပ်ချင်တာလှုပ်တယ်လို့ပြောတာသူလှုပ်တဲ့သူ့ရဲ့အပြောနဲ့သူ့ရဲ့လှုပ်ရကိုက်ကြည့်ဖို့လို့တယ်ပေါ့လူကောင်းလူဆိုတာအပြောနဲ့အလုပ်နဲ့ပြောနဲ့တစ်ထပ်တည်းကြမှာဒါမှသူတော်လူကောင်းလို့ခေါ်လို့ရမှာဒါကြောင့်မြတ်စွာဘုရားနဝကရဏပတ္တိနာအပြောကောင်းယုံနဲ့လေလူတော်လူကောင်းခေါ်လို့မရဘူးတဲ့လောကမှာတစ်ခါအပြောဆိုကောင်းတာနဲ့ပဲဥပမာဘုန်းကြီးတစ်ပါးဆိုသွားရလာနေရထိုင်တာအိမ်ကြီးရတယ်ချီညိုပွဲကောင်းတဲ့တပ်ပဲတော့နဲ့သူတော်ကောင်းလို့ပြောလို့မရလူတယောက်ဟာလည်းပဲထို့တူပဲဥစားစင်တတ်ရဲ့နေတယ်ထိုင်နေပြောဆိုတာလည်းလိမ္မာရင်ကြည်တယ်သူရောလူတော်ကလူကောင်းလို့ပြောမလားပြောလို့မရသေးဘူးဒါအပေါ်ရမယ်ရှိသေးတယ်အပေါ်ရမြင်ကွင်းနဲ့ဆုံးဖြတ်လို့မရဘူးလို့ပြောတယ်နော်အပေါ်ရနဲ့ဆုံးဖြတ်လို့မရဘူးဒါကအပြောကောင်းတာဆိုတာအချက်တစ်ခုနောက်တစ်ခုကတော့ဝဏပောခရတာယအတာအေးရလဲစိုးပြေတယ်ပောခရဆိုတာ
လုံးရက်တဏ္ဍကလည်းကောင်းတယ်ဝဏပောက္ခရတရားခန္ဓာကိုယ်ရဲ့အသားရည်ကလည်းကောင်းတယ်ဆိုပြတယ်နှစ်သက်ဖွယ်ကောင်းတယ်လုံးရက်လုံးဖန်ကလည်းကောင်းတယ်အရက်မောလည်းကောင်းတယ်ပေါ့အဲ့ဒီလိုပုံတရံဟန်ကောင်းယုံနဲ့ခုခေတ်စကားလည်းပြစမတ်ကြတယ်ပေါ့နော်အဲ့ဒီစမတ်ကြတယ်ဆိုရုံနဲ့လေလူတော်လူကောင်းမဟုတ်ဘူးတဲ့စမတ်ကြပြီတပြတိုက်သွားရင်ဘယ်လိုလုပ်လူတော်လူကောင်းဖြစ်ဘူးလို့ပြောတာပုံကြည့်ပြီးတော့လည်းပြောလို့မရဘူးအပြောကောင်းရုံနဲ့လေလူတော်လူကောင်းမဟုတ်ဘူးအသားရည်ပုံပန်းတန်တာလုံးရက်လုံးဖန်ကြည့်ပြီးတော့ရှုပြီးရှေ့ုံနဲ့တဲ့လူတော်လူကောင်းမဖြစ်ဘူးတဲ့သာဓုရူပောနရောဟောတိတဲ့လူတော်လူကောင်းလို့မခေါ်နိုင်ဘူးတဲ့ဘာကြောင့်လို့ဆိုရင်သူ့ရဲ့ရင်ထဲမှာဘာတွေရှိနေအိတ်တုခိမစ္စရိတထောရှင်တဲ့ဟာတွေကိုရှင်းပြလိုက်တာအိတ်တုခိဆိုတာအိတ်တာရှိသူကိုအိတ်တုခိလို့ခေါ်တယ်အိတ်တာဆိုတာ jealousy မနာလိုတယ်ဝန်တိုတယ်သူပြကောင်းစားတာအပြစ်မြင်တယ်အပြစ်ပြောတယ်ဝန်တိုတယ်မနာလိုတယ်ဝန်တိုတယ်တစ်ဖက်သားကြည်ပွားနေတာကိုမချစ်နိုင်ဘူးချမ်းသာနေရင်လည်းမချစ်နိုင်ဘူးအောင်မြင်နေရင်လည်းမချစ်နိုင်ဘူးပြစ်ပြောတယ်လူလောကမှာလူတွေကဒီချီးမွမ်းရင်တောင်မှပဲချီးမွမ်းခံရတဲ့လူတယောက်ကိုကြွယ်ရမှာချီးမွမ်းနေတယ်ဆိုရင်နားထောင်တဲ့ပုဂ္ဂိုလ်ကအပြစ်ပြောခြင်းလို့ရှိရင်လာတယ်လူတယောက်ကိုအပြစ်ပြောခြင်းပြီဆိုရင်ဟိုကပြောတယ်ပေါ့ဘသူကတော့တော်လိုက်တာဘလို့တော်တာသူကအလုတ်ကိုင်းလဲတော်တယ်နေထိုင်လဲတော်တယ်တဲ့တယောက်ကချီးမွမ်းလို့ရှိရင်ဟိုမကျေနပ်တဲ့လူကဘာပြောတော့အပြစ်ပြောတော့မယ်ဆိုရင်ဒါပေမဲ့ဆိုတာလေးနဲ့စားလာနော်ဒါပေမဲ့ဆိုရင်တော့အပြစ်ပြောတော့မယ်အင်္ဂလိပ်လိုတော့ however ဆိုရင်ဒါအပြစ်ပြောတော့တာ but to however လို့လိုက်စัจ ပဲပြောတော့မယ်ဒီလိုကတော့သိတော်တာပဲကွာဒါပေမဲ့မင်းမသိတာပါဟောအဲ့ဒါအပြစ်ပြောပြီဆိုတဲ့သူကအဲ့ဒါလို့စားလာတာအဲ့ဒါကို jealousy လို့ခေါ်တယ်အိတ်တုခိအိတ်တာဆိုတာမနာလိုခြင်းအပြစ်ပြောခြင်းအဲ့ဒါမျိုးအိတ်တုခိအိတ်တာရှိသူအိတ်တုခိအိတ်တာဆိုတဲ့စကားလုံးနဲ့ဥခိဆိုတာနဲ့ဆက်လိုက်တဲ့အခါအိတ်တာက jealousy မနာလိုခြင်းဝန်တိုခြင်းဥခိဆိုတာအိတ်တာရှိတဲ့ပုဂ္ဂိုလ်တတိယပြပြောမယ်ဆို jealousy များတဲ့ပုဂ္ဂိုလ်ဝန်တိုမှုများတဲ့ပုဂ္ဂိုလ်သူရှိမှဆိုဘယ်သူမှချီးမွမ်းခံမခံရအောင်သူမှတပါတခြားလူတွေချီးမွမ်းရင်မကြိုက်တာနော်တော်တယ်ပြောရင်မကြိုက်ဘူးသူအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်အဲ့ဒါကိုယ်မှာအဲ့ဒီစိတ်ဓာတ်ရှိမရှိကိုယ်စဉ်းစားရှိနေရင်ဒါမကောင်းဘူးလို့ပြောနော်ရှိနေမကောင်းဘူးအိတ်တုခိ jealousy များတယ် misery ဝန်တိုတယ်ဆိုတာကိုပိုင်ဆိုင်ထားတဲ့အရေးချင်းတစ်ခုအခြားလူတွေကိုမမျှဝေနိုင်တာဒီလိုဆိုလို့ကိုပစ္စည်းကိုမပေးတာကိုပြောတာမဟုတ်ဘူးနော်ကိုပစ္စည်းကိုပေးခြင်းမပေးသို့တော့သူစိတ်ကဝန်တိုတယ်ဆိုတာ misery ဆိုတာဘာလို့ဆိုကိုချီးပွားတယ်လို့မချီးပွားစေချင်အဲ့တော့ misery ရဲ့တော့ကြည့်တယ်ပညာအကုန်မပေးဘဲနဲ့အာစရိယမုဋ္ဌိဆိုပြီးလက်ဆုပ်ချန်ထားတာလည်းရှိတယ်ခတိခမလည်းပဲအဲ့ဒါပညာဆိုတာအကုန်မပေးဘူးဒါအမျိုးမျိုးပေါ့ရှယ်မလုံးနိုင်ဘူးအလုံးပညာပေးတယ်ဆိုတာမရှိဘူးနည်းတယ်ပေါ့နော်အာစရိယမုဋ္ဌိဆိုတာဆရာဇာလေးကိုတော့ချန်ထားတာတဲ့သူအကုန်သင်မပေးဘူးလို့ဆိုလို့တယ်ခဏခေတ်မှလည်းရှိတာပဲပညာအကုန်ပေးလို့မဖြစ်ဘူးလို့ပါတော့ပြောတယ်
မုံလုပ်ငန်းနဲ့အသက်မွေးတဲ့လူတွေစီသွားပြီးတော့မုတ်ဖုံနိလှုပ်ချပါလားအကုန်ရမလားမရဘူးသူတို့စပ်ပြီးသားနေုံနဲ့ခိုင်းတာနော်ဘာထဲရတယ်အသေးစိတ်မပေးဘူးအသေးစိတ်သိမပေးဘူးအပေါ်ရမဲ့တင်ပေးတာအလုပ်သမားပမာစေနီတွေဆိုရင်တချို့စေနီတွေအမြဲတမ်းကောင်းတယ်ဖိနိုစေးဒါပဲလို့ပရစေးဆိုင်ကိုသွားပြီးတော့ဒီစေနီအကုန်ပေးပြီးတော့ဆေးသွားစုပဲဆိုရင်ပမာစေးကလည်းဆေးဖို့ပြီးဆိုရင်အမဲတွေကများတယ်လေ12မဲ15မဲအမဲ30ဆိုလို့အဲ့ဒါတစ်ဆိုင်နဲ့သွားဖို့ရင်သိပါစလို့ဒီဆယ်က9မဲလောက်ယူတယ်ဟိုဆိုင်ကျတော့9မဲလောက်ဟိုဆိုင်ကျတော့9မဲလောက်ခွဲဝေတယ်အဲ့ဘာလို့သူစေးသိတော့မှာဆိုလို့တချို့ဘာဆေးနည်းတွေအလွန်ကောင်းတဲ့ဟာတွေရှိတယ်တမဲမြုပ်ထားလိုက်2မဲမြုပ်ထားလိုက်နဲ့ကြာတော့ဆေးတယ်အမဲမစုံတော့ဘူးမစုံတဲ့အခါကျတော့စွန့်ရင်တတိသိမရှိတော့အမဲမစုံရင်လည်းစွန့်ရင်တတိမရှိဘူးမျိုးမစစ်ရင်လည်းစွန့်ရင်တတိမရှိဘူးဥပမာနတတိဝါဆိုမှပတောက်သားထဲသုံးတယ်ဆိုပဲရအောင်အဲ့ဒါနီးကဈေးကြီးတယ်ရှာမရတော့ပတောက်သားထဲတယ်အဲ့ဒါမျိုးပေါ့ငှက်တိုက်ပါဆိုမှဆေးကလမထဲပဲစွမ်းတော့မှာအဲ့ဒါမျိုးပြောတာနော်ဆေးရဟိုဆေးမစစ်ရင်လည်းပဲစွန့်ရည်တတိမပြေဗမာဆေးဆိုတာတစ်ခုနဲ့တစ်ခုထိမ့်ညှိပြီးတော့ဖော်ဆက်တာဒါကိုသိသလောက်ပြောပြတာဘိန်းတော်ဆရာမဟုတ်တော့အကုန်မသိဘူးနော်ဆေးနည်းတွေကတစ်ခုနဲ့တစ်ခုဒီအမဲတွေကပေါင်းစပ်လိုက်တဲ့အခါမှာသူကဓာတ်ပြုတ်လာတာရှိတယ်အဲ့ဒီကနေလူကိုအကျိုးပြုတာရှိတယ်တမဲရဲဆိုအကျိုးမပြုတာရှိတယ်တချို့နန်းတွင်းရှက်ဖို့ဆေးဆိုတဲ့ထဲပဲမြားစိတ်တောင်ပါတယ်အစိတ်မြားစိတ်ကသူ့ကြီးစားရင်သိစေနိုင်တယ်အတိုင်းတာတစ်ခုကသိစေနိုင်ဒါပေမဲ့လို့ဆေးထဲမှာထဲဖော်ဆက်တဲ့အခါမှာယောဂပြောက်ခဲတချို့ယောဂတွေကစိတ်ကိုဖြောပြီးတော့အတိုင်းတာတစ်ခုနဲ့တိုက်မှယောဂဆိုတာပြောက်တာလေးရှိတယ်ကိုရီးယားဇာကချိဘူးတဲ့လူတွေသိလိုက်ပဲဓမ္မတော်တို့ဘာလို့ဆိုအဲ့ဒါစိတ်တစ်ခါတည်းစိတ်ကိုတိုက်ရတာရှိတယ်ယောဂအရာစိတ်ကိုတိုက်တာရှိအဲ့တော့ဆေးမျိုးဆေးဆိုတာဒါအစိတ်လိုဟာမျိုးတွေပဲတချို့ဟာပြန်ပြီးတော့ထိန်ကြောင်းလိုက်တဲ့အခါကျတော့ဆေးဖြစ်သွားတာအဲ့တော့ဘိနောဆေးတွေမှာတချို့ဟာကအစိတ်နဲ့ယောဂပြောက်စေရတဲ့ဟာနဲ့နှစ်ခုရောထွေးပြီးတော့တန်းစင်အောင်မလုပ်နိုင်လို့ရှိရင်ဆေးဖော်လို့မရဘူးလို့ဆိုကြတယ်ပေါ့နော်ဆေးဖော်လို့မရဘူးဒါဆေးပညာနဲ့အဲ့တော့ဆိုလိုတာကမစ္စရိယနဲ့ပတ်သက်ပြောပြတာပါကိုသိထားတဲ့အသိပညာကိုအကုန်မဖြတ်နိုင်ဘူးအကုန်မပေးနိုင်တာမစ္စရိယလူတယောက်ကိုချီးမွမ်းတဲ့အခါမှာပြည့်စုံအောင်မချီးမွမ်းနိုင်တာလည်းမစ္စရိယလို့ခေါ်တယ်နောက်တစ်ခုကျတော့အဲ့ဒီအသုံးလေးနဲ့ပတ်သက်ပြီးတော့ပြောတယ်ဒီမစ္စရိယတရားတော့မဟုတ်ဘူးဟိုနှမျောတာဆိုတာပါတော့ဆိုရင်လူတွေဟာဝေယဝိသလှုပ်တဲ့အခါမှာကိုယ်ညစ်ပေတာတို့ခန္ဓာကိုယ်ပင်မမှာတို့ပေါ်တာတို့မဖြစ်စေခြင်းတဲ့အခါကျတော့ချိုးချိုးဆဆမလှုပ်တာဆိုလိုတာကိုညှာတယ်ပေါ့လေအဲ့ဒါညှာတာကိုလည်းမစ္စရိယလို့သုံးတယ်ကာယမစ္စေရကရုဏောဆိုတာကိုညှာတယ်ဥပဆောင်မဲ့ဆိုရင်ဖိုက်ဆလို့ဆိုညှာထားတယ်ကမ္မဋ္ဌာန်းတိုင်းညောင်းလို့ဆိုပြီးတော့ကိုညှာတယ်အဲ့ဒါလည်းမစ္စေရလို့သုံးတယ်နော်ဒါပေမဲ့ဒီမစ္စရိယတော့မဟုတ်ဘူးကိုညှာတာသူများရဲ့ဂုဏ်ကျေးဇူးကိုဖော်ပြတဲ့အခါမှာပြည့်စုံအောင်မပြောနိုင်တာလေဒါမစ္စရိယလို့ခေါ်တယ်မစ္စရိယကတော့တကယ်တော့၅မျိုးရှိတယ်
လာဘမစ္စရိယကိုရတယ်လို့သူများကိုမရစေချင်တာလာဘမစ္စရိယအဝတ္တမစ္စရိယကိုနေတဲ့နေရာသူများမနေစေချင်တာအဝတ္တမစ္စရိယအဝတ္တမစ္စရိယဘတ်စကားပေါ်မှာပေါင်ကားထိုင်တာအဲ့ဒါအဝတ္တမစ္စရိယနေရာရှိတဲ့အထုပ်ကိုပေးချတာကိုနာလူထားလာထိုင်မှကြောက်မပေးနိုင်ဘူးမမျှနိုင်ဘူးဒါခဏလေးတွေ့တဲ့ပြီးကားတို့ယထာဘော်တို့တော့ပါပဲမကောင်းတဲ့လူမထိုင်စေချင်တာတစ်မျိုးနော်သူများကို share မလုပ်နိုင်တာတစ်မျိုးအဲ့ဒါလည်းမစ္စရိယခေါ်တာပဲအဝတ္တမစ္စရိယကုလမစ္စရိယကိုမိတ်ဆွေသူများမိတ်ဆွေဖြစ်မှစိုးတယ်ဝဏ္ဏမစ္စရိယကိုသာချီးမွမ်းခံခြင်းနဲ့သူများချီးမွမ်းကိုလို့သူများချီးမွမ်းခံရတာဆိုမကြိုက်ဘူးဓမ္မမစ္စရိယကိုသိတဲ့သိပညာသူများကိုမျှဝေမပေးနိုင်တာနော်အဲ့ဒါမျိုးတွေကိုဒါမစ္စရိယလို့ခေါ်တယ်အဲ့တော့ဆိုလိုတာမစ္စရိယကိုရထားတဲ့အခွင့်အရေးတစ်ခုကိုသူများကိုမပေးချင်တာတော့ပညာနဲ့ပတ်သက်လာလို့ရှိရင်အစရိယမုဋ္ဌိဆိုတာလက်ထက်မှာရှိတယ်ဆရာသားခြံထားတယ်ဆရာလက်သီးစုပ်ပေါ့ဆရာလက်စုပ်ဝှက်ထားတဲ့ဟာကိုပြောတာဟိုလက်စုပ်ထားတာကိုပြောတာမဟုတ်ဘူးဝှက်ထားတာကိုလက်သီးစုပ်လို့ပြောတာတင်စားပြီးပြောတဲ့စကားလုံးလက်သီးထဲမှာဆုပ်ထားတယ်ဆိုရင်မမြင်ရဘူးလေသူဖွင့်ပြပါမြင်ရမှာလက်သီးထဲပါဆုပ်ထားတယ်အဲ့လိုပဲသူများကိုမပြတာဆုပ်ကင်ထားတဲ့ဟာကိုအစရိယမုဋ္ဌိမြတ်စွာဘုရားကတော့ဟောတယ်ငါမှာတဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့တဲ့အစရိယမုဋ္ဌိမရှိဘူးတဲ့ငါဟာတရားဓမ္မနဲ့ပတ်သက်ပြီးအတွင်းပြင်ကုံဆောင်ဟောပြီးသားဖြစ်တယ်မင်းတို့လုပ်ဖို့ပဲလုပ်တယ်ချွင်းချက်ထားပြီးဟောတာမရှိဘူးမြတ်စွာဘုရားတရားကိုကုံအောင်ဟောတာနော်လောကီရေးရပဲဖြစ်စေလောကုတ္တရာရေးရပဲဖြစ်စေဘယ်သူတော့အကုန်ဟောမယ်ဘယ်သူတော့နည်းနည်းဟောမယ်ဆိုတဲ့အစရိယမုဋ္ဌိမရှိဘူးတဲ့ဒါတောင်မှဘုရားဘာသာနောက်ပိုင်းမှာပါရိပေါ်လာသေးတော့ဆိုစဉ်းစားကြည့်ဘုရားဘာသာနောက်ပိုင်းမှာဟိုတရားကိုတောင်ဒီတရားက public မှာဟောတဲ့တရား public ဆိုတာအများသိအောင်ဟောတဲ့တရားနော်အများသိအောင်ဟောတဲ့တရားကတစ်ခုတည်းလက်ရွေးစင်တွေကိုသာဟောတဲ့တရားကတစ်ခုဆိုပြီးတော့မဟာယာနဂိုင်းတွေရဲ့အဆိုမှအဲ့လိုဖြစ်လာသူတို့ဆိုရပြောလို့ရှိရင်ထေရမဟာယာနနဲ့ဟိနယာနမှာမဟာယာနတွေကဘယ်လိုယူဆတော့ဆိုဘုရားဘာသာခိုင်းွယ်ပြောတာနော်မဟာယာနဂိုင်းဆိုတာဟိုတရုတ်ပြည်တို့ကိုရီးယားတို့ဂျပန်တို့ကထွန်ကားတဲ့ဘုရားဘာသာပြောတာအဲ့သူတို့ကပြောတော့ဆိုလို့ရှိရင်ဟိနယာနဆိုတဲ့ဘုရားဘာသာခိုင်းကိုဟောတဲ့တရားဟာ public တရားတဲ့လူစားမရွေ့လူတန်းစားမရွေ့အလုံးဟောတဲ့တရားအဲ့ဒါကဟိုထိတ်တန်းတရားမဟုတ်ဘူးအလုံးကိုဟောတဲ့တရားတဲ့သူတို့မဟာယာနတွေကိုဟောတဲ့တရားကြတော့အဲ့ဒါမဟုတ် extra တဲ့အဲ့ဒီမှာ public မှာဟောတဲ့တရားအများသိကိုဟောတဲ့တရား special ပုဂ္ဂိုလ်တွေဟောတဲ့တရားဒါပဲလို့ဆိုလို့ရှိရင်ခရစ်ယာန်ခရစ်တော်ကသူ့ရဲ့လက်ရင်တပည့်ကြီးတွေကိုဟောတဲ့တရားအများအလယ်မှာဟောတဲ့တရားနှစ်ခုရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရားဘာသာမှာလည်းအဲ့ဒီယူဆဖြစ်လာတယ်လို့ထင်နေပေါ့ဒါကိုထင်ကိုပြောပြတာနော်အဆိုတာရဲနဲ့ extra ရဲဆိုစကားလုံးနှလုံးရှိလာအဲ့တော့ဒီလိုခွဲခြားခြင်းဟာမြတ်စွာဘုရားကြတော့အကယ်၍မြတ်စွာဘုရားကအဲ့လိုဟောတယ်လားဆိုလို့ရှိရင်ဘ
ပုဂ္ဂိုလ်ရဲ့အရေးချင်းကိုကြည်တာဒါဖြစ်မယ်သူနဲ့တဏ္ဍာကိုဟောတယ်သို့တော်မြတ်စွာဘုရားဟောသမျှဟာပြည့်ပြည့်စုံစုံဟောတာချွန်းချံပြီးဟောတာတော့မရှိဘူးခံယူတဲ့ပုဂ္ဂိုလ်ရဲ့အလိုက်ဥပမာပေးထားတာရှိတယ်မြတ်စွာဘုရားကတဲ့ဘုရင်ကသူ့ရဲ့ကလေးကိုထမင်းခွန်တယ်ပေါ့သူ့ကလေးလေးကိုသူပွဲတော်တီးနေတော့နာနာမှာကလေးလေးကိုထမင်းခုထမင်းခွန်တဲ့အခါမှာသူစားသလောက်ထမင်းလောက်ကိုကလေးကိုခွန်နေတယ်ဒါပေမဲ့ကလေးပါဇက်ကလူကြီးစားသလောက်မဆန်ဘူးမဆန်တော့သူ့ပါဇက်တဲ့ကလေးပါဇက်တဲ့ရောက်တာတော့ဆန်သလောက်ပဲရောက်မယ်လူကြီးဆန်သလောက်မရောက်ဘူးအဲ့ဒါမျိုးသားဥပမာပေးထားတာရှိတယ်ဘုရားကတော့ဒီဆိုလိုတာကဘုရင်ကြီးကထမင်းခွန်တာတော့သူစားတဲ့အတိုင်းခွန်တယ်ဒါပေမဲ့ကလေးပါဇက်ထဲရောက်တဲ့အခါကျတော့ကလေးနဲ့အတိုင်းတာရောက်တယ်မြတ်စွာဘုရားကလည်းတရားဟောတဲ့အခါမှာသူသိတဲ့အတိုင်းအကုန်ဟောတယ်သို့တော့နာခံသူပုဂ္ဂိုလ်ကြည့်ပြီးတော့အနေအများဖြစ်တယ်လို့ဒီလိုဆိုလိုတာနော်အဲ့ဒါခုနလိုခွဲခြားဟောတာလို့ပြောတော့မဟုတ်ဘူးအဲ့တော့အစရိယမုဋ္ဌိဆိုတဲ့ဆရာတွေကနေပြီးတော့လက်ဆုပ်လောက်ထားတဲ့ဟာမျိုးအကုန်ထုတ်မပြောဘဲနဲ့ခြံထားတာမျိုးအဲ့ဒါမစ္စရိယနဲ့သက်ဆိုင်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီလိုမရှိဘူးတဲ့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိတာမန်ပုဂ္ဂိုလ်တွေမှာတော့အဲ့ဒါမျိုးရှိနိုင်တယ်လို့ပြောတာအဲ့တော့မစ္စရိယရဲ့အဓိပ္ပာယ်ကိုပေါ်အောင်ပြောပြတာမစ္စရိယဆိုတာရှယ်မလုံးနိုင်တာရှိသမျှသိသမျှကိုရှယ်မလုံးနိုင်တာအဲ့ဒါမျိုးမစ္စရိယလို့ခေါ်တယ်နောက်တစ်ခုတထဆိုတာတထဆိုတာကောက်ချစ်တာကောက်ချစ်တယ်ဆင်းလဲတယ်ဆိုကောက်ချစ်တယ်ဆိုတာပြောတာဆင်းလဲတာရောပါပြောတာဒါရှေးသုံးနေဆိုတော့ခုခေတ်လူတွေအတိပ္ပယ်သိကြမှာသိမှာကောက်ချစ်တယ်ဆင်းလဲတယ်တချို့စကားလုံးတွေကရှေးသုံးနေဆိုတော့ဘာကိုဆိုလိုတာတုံးဆိုတဲ့အတိပ္ပယ်ကိုပြန်ပြီးတော့နားထောင်မှသိတာနော်မသိဘူးကောက်ချစ်တယ်ဆင်းလဲတယ်ဆိုတာတခြားမဟုတ်ဘူးတဲ့မရှိတဲ့အရေးချင်းတစ်ခုကိုအရှိလုပ်ပြတာတစ်ဖက်သားကိုအထင်လွဲမှားစေတာမာယာဆိုတာအပြစ်ကိုဖုံးကွယ်ပြီးတော့လှည့်စားတာတာထေယဆိုတာကောက်ချစ်တာလားဆင်းလဲတယ်ဆိုတာကိုမရှိတဲ့ခုံကြီးချင်းကိုခုံရှိတယ်လို့ထင်တယ်နော်စာမတက်ဘဲနဲ့တက်ချင်အောင်ဆောင်တယ်ပေါ့ပညာမရှိဘဲနဲ့ရှိကြအောင်ဆောင်တယ်ပတ်စံမရှိဘဲနဲ့ရှိကြအောင်ဆောင်တယ်အဲ့ဒါမျိုးကိုတာထေယလို့ခေါ်တယ်တာထေယဆိုတာသူ့ရဲ့ကောက်ချစ်သူရဲ့အပြုအမူတထဆိုတာကောက်ချစ်သူအဲ့တော့ဒီမှာရေးထားတာအိတုကိမစ္စရိတထောအိတုကိဝန်တိုရဲဂျလစီများသူဖြစ်တယ်မစ္စရိကိုယ်အခွင့်အရေးကိုသူများကိုမပေးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကောင်းတာတော့ဒါရိတိုင်ဘူးလို့ပြောတာနော်လူတော်လူကောင်းဆိုတာအဲ့ဒါနဲ့တိုင်တာမဟုတ်ဘူးစိတ်အခြေအနေနဲ့တိုင်နေတော့မေကုန်းထုတ်တဲ့အခါမှာလူတွေနည်းနည်းမျက်စိလဲသွားတာတခုရှိတယ်မေကုန်းဖြေကြတဲ့အချိန်စာမိုးဝဲမှာသုတ္တဓမ္မဒီပလိုမာစာမိုးဝဲမှာရှိုးသားမှုသည်လူခုံသိက္ခာဖြစ်သည်ဒါအဆိုပြုထားလေရှိုးသားမှုသည်လူခုံသိက္ခာ honesty is the best policy ဆိုရှိတယ်မဟုတ်လားလူစားရိုးသားရမယ်လေ honest is the best policy ကောင်းဆုံးအကောင်းဆုံးလက်ခံကျင့်သုံးရမယ့်အချက်ဟာရိုးသားမှုပဲပြောရိုးသားရမယ်ဖြောင့်မတ်ရမယ်ဖြူစင်ရမယ်အဲ့တော့ရိုးသားဖြောင့်မတ်မှုသည်လူရဲ့ဂုဏ်သိက္ခာဖြစ်သည်လူဂုဏ်သိက္ခာကိုပျက်စီးစေတတ်တဲ့တရားနှစ်မျိုးကိုကြတော့သွားပြီးတော့ဟိရိဝတ္တပဆိုသွားရေးကြတဲ့တချို့ကဟ
ဟိရိဝတ္တပဆိုတာလူကုန်သိက္ခာရှိတဲ့တရားတွေလေအကောင်းတွေလေဟောစာဖတ်တဲ့ကအသိချဟုတ်ရရှိလေသွားတဲ့သဘောရှိရိုးသားမှုဒီလူကုန်သိက္ခာအဲ့ဒီရိုးသားမှုဆိုတဲ့လူကုန်သိက္ခာကိုပျက်စီးစေတတ်တဲ့တရားတွေခုပြောတဲ့မာယာနဲ့တထေယနော်မာယာဆိုတာကိုရှိတဲ့အဖြစ်ကိုမရှိကြောင်ဆောင်တယ်တထေယဆိုတာကောက်ကျစ်တယ်ကောက်ကျစ်တယ်ဆိုတာမရှိတဲ့ဂုဏ်နဲ့ရှိလို့တယ်အဲ့ဒါကိုဖြေခိုင်းတာသို့တော့အဲ့ဒီပု္ပ္ပာမှာလွဲချော်မှုတွေတော်တော်များသွားတယ်လွဲချော်မှုတော်တော်များသွားတယ်အဲ့တော့ယောသားမှုဆိုတာဘာကြောင့်ယောသားတာတော့ဆိုလို့ရှိရင်မာယာတထေယကင်းစင်လို့ယောသားတာလေလူဆိုတာမာယာမရှိရဘူးတထေယမရှိရဘူးရှုသားဖြောင်းမရမယ်ဒီလိုဆိုလို့တာအဲ့တော့ဒီမှာလည်းပဲလူတော်လူကောင်းလို့သတ်မှတ်ရမယ်အရေးချင်းတွေကဘာလို့ဆိုရင်ဝန်တိုချင်းกินရမယ်နော်ဝန်တိုချင်းกินရမယ်မစ္စရိယกินရမယ်ကောက်ကျစ်ဆင်းလဲမှုမရှိရဘူးလို့ဆိုလို့တယ်ပေါ့အဲ့ဒါဒီกินမှလူတော်လူကောင်းလို့ခေါ်တယ်ဒီလိုဆိုရအဲ့တော့ချက်လက်စီများသူဝန်တိုသူရှေ့ရမလုံးနိုင်သူကောက်ကျစ်သူဒီလူတော်လူကောင်းဖြစ်ဘူးသူဟာဘလောက်ပဲအပြောကောင်းနေနေဘလောက်ပဲရှုပ်ဆင်းအင်ကပြည့်ပြည့်နေပါစေရှင်ထဲမှာဒီချက်လက်စီတို့ဝန်တိုမှုတွေတို့ကောက်ကျစ်မှုတွေတို့ရှိနေတယ်ဘယ်တော့မှလူတော်လူကောင်းဖြစ်ဘူးလို့ပြောတာဒီသုံးခုကိုတော့တခြားတင်ထားတာပေါ့တခြားတွေလည်းပါမှာပေါ့ဒါကတစ်ချက်တကယ်လူတော်လူကောင်းဆိုတာဘာခေါ်တာလဲယတစေတံသမုစိဏံမူလခိစ္ဆံသမုဟတံတဝန္တဒေါသောမေရဝိတာရုရူပောတိဩစတိမြတ်စွာဘုရားပြောတာခုနကဝန်တုအိတ်တာမစ္စရိယတရားတွေတထတရားတွေချက်လက်စီဆိုတဲ့အိတ်တာနှမျိုးဝန်တုတဲ့မစ္စရိယကောက်ကျစ်ဆင်းလဲတဲ့တထဆိုတဲ့တရားတွေကိုတဲ့အရင်မြစ်ကစပြီးတော့ရှင်ထဲမှာမရှိအောင်ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်စိတ်ထဲမှာလုံးဝမရှိအောင်ဖယ်ရှားတတ်တဲ့ပုဂ္ဂိုလ်မူလခိစ္ဆာအကြောင်းကိုပဲဖြတ်ထားတယ်သူ့ရဲ့အမြင့်အကြောင်းကိုသာဖတ်ထားတယ်ဖြစ်เสียအကြောင်းကိုမရှိအောင်သမုတ်စေတာလုံးဝဖြတ်တော့ဖယ်ရှားပြီးတော့မူလကိစ္စသမုဟတာအမြင့်ပါဖြတ်တယ်လို့ချက်လက်စီဆိုတာအိမ်မက်ထဲတော့မဖြစ်အောင်နော်အဲ့ဒီလိုကောက်ကျစ်ဆင်းလဲတဲ့အရာတွေအိမ်မက်ထဲတော့မဖြစ်အောင်ရှင်းထားတဲ့ပုဂ္ဂိုလ်တဲ့သဝန္တဒေါသောမေတ္တာဝိရှင်တွေကအစိုးတရားတွေအားလုံးကိုထွေးထုတ်ပြီးသားဖြစ်တဲ့ပညာရှင်ပညာရှိပုဂ္ဂိုလ်မျိုးကိုမှသာဓုရူပောတိဩစတိတကယ်သူတော်ကောင်းလို့ခေါ်နိုင်ပါတယ်မြတ်စွာဘုရားသတ်မှတ်ပေးတဲ့စာမယ်ဒီလိုရှိမှသာသူတော်ကောင်းလို့ခေါ်လို့ရတယ်လို့ပြောတာတာမန်အနေထားနဲ့ခေါ်လို့မရဘူးတဲ့ဒါဒေသနာတော်တစ်ပုဒ်နောက်တစ်ခုသမဏဆိုတာနဲ့ပတ်သက်တယ်သမဏဆိုတာသူ့ရဲ့အဓိပ္ပာယ်ကညမလို့ပြန်တော့သမဏဆိုတာယဟန်လို့ပြန်ကြတယ်ဒါသူ့ရဲ့အဓိပ္ပာယ်မဟုတ်ဘူးဝါရတစ်ခုအနေနဲ့ပြန်တာသမဏရဲ့အဓိပ္ပာယ်ကဘာလို့ဆိုပပေသမေတိတိသမနောရှင်ထဲမှာရှိတဲ့အဆိုးတရားတွေမကောင်းမှုဒုစရိုက်တွေကိုရှင်းပြတဲ့ပုဂ္ဂိုလ်ဖယ်ရှားထားတဲ့ပုဂ္ဂိုလ်ငြိမ်းအောင်လုပ်တဲ့ပုဂ္ဂိုလ်မျိုးကိုသမဏလို့ခေါ်တယ်မကောင်းမှုတွေကိုငြိမ်းသက်ပြီးတဲ့ပုဂ္ဂိုလ်မှာသမဏလို့ခေါ်တယ်အဲ့တော့သမဏဆိုတဲ့စကားလုံးမြတ်စွာဘုရားကသမဏအုပ်စုမှာပါတယ်ဒါမှမဟုတ်သမနောကောရမောယဟန်ကောရမလို့စာပေမှာသုံးတယ်စာအဖြစ်
ပြမနာမျိုးတွေကျတော့မှပြမနောလို့လည်းသုံးတယ်အရိယပုဂ္ဂိုလ်တွေကိုလည်းမြတ်စွာဘုရားကပြမနောလို့သုံးတယ်ဒီနေ့သမဏဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဆွေးနွေးတာအဲ့တော့သမဏတွေကများသောအားဖြင့်တော့ကတုံးတုံးည tradition ပေါ့သူတို့ရဲ့ထုံးတမ်းစင်လာအရသမဏဖြစ်ခံယူပြီးဆိုရင်ကတုံးတုံးရတယ်ဘုန်းကြီးတွေဘာလို့ကတုံးတုံးရလဲဘုန်းကြီးတွေသဘင်ထားခြင်းဘယ်လောက်ထားလို့ရလဲဒါလည်းသိဖို့လိုတယ်နော်အဲ့သိဖို့လားဘာကြောင့်ကရုံတုံးရတော့ဆိုကရုံမတုံးလို့ရှိရင်သဘင်ကိုလှပြင်းနေတာဖြစ်တယ်လှပြင်းတာမျိုးဖြစ်လာနိုင်တယ်ပေါ့အဲ့တော့ကရုံတုံးလိုက်လို့ရှိရင်လှပြင်းကြမှာမရှိတော့တာဒါတစ်ခုလို့မှတ်လို့ရတယ်ပေါ့သဘင်နဲ့ပတ်သက်ပြီးတန်ရောစင်နေအလုပ်ကိစ္စတွေညော်နေသွားတယ်ကရုံတုံးလိုက်ခြင်းအပြင်ဒါပေမဲ့လို့ဘုန်းကြီးတွေဟာအတိုင်းတာတစ်ခုရဆိုရင်ထားလို့ရတယ်ဘယ်လောက်ထိထားလို့ရတော့ဆန်းရှိကိုတော့မရှိဘူးเนาะလက်နှစ်သက်လောက်ထအောင်တော့ထားလို့ရတယ်လက်နှစ်သက်အမြင့်လက်နှစ်သက်အမြင့်စပင်ထားလို့ရတယ်ကာလအတိုင်းတာနဲ့ပြောမဆိုရင်2 လထားလို့ရတယ်ခေါင်းမရိပ်ဖက်နဲ့2 လထားလို့ရတယ်ပမာဏအနေနဲ့လက်နှစ်သက်အဲ့တော့အဲ့ဒီ2ခုကိုလည်းပဲပြန်ပြီးတော့ညှိလိုက်တဲ့အခါမှာစပင်တန်တဲ့ပုဂ္ဂိုလ်နဲ့မတန်တဲ့ပုဂ္ဂိုလ်2ခုရှိတယ်တချို့စပင်တန်တဲ့ပုဂ္ဂိုလ်ကြတော့မကြခင်လက်နှစ်သက်ပြည့်သွား2 လမပြည့်ခင်လက်နှစ်သက်ပြည့်သွားအဲ့ဒီကြတော့ဘုရားကဘာလုပ်အောင်မလဲဆိုလက်နှစ်သက်တော့မရှိလက်နှစ်သက်တဲ့မရှိတရားဘူး2 လမပြည့်ခင်လက်နှစ်သက်ပြည့်ရင်ရိတ်သူတို့ဆိုလို့တယ်တချို့စပင်ကမတန်ဘူးမတန်တဲ့အခါကျတော့2 လနဲ့လည်းလက်နှစ်သက်ပြည့်ချင်မှပြည့်မှာအဲ့ကြရင်2 လနဲ့ရိတ်လို့ဆိုလို့တယ်အရှိတော့မထားရဘူးဒါဝိနည်းကျမ်းဂန်ရဲ့ပြည့်ညက်ချက်ပေါ့နော်ကျန်ကျန်ဖမှန်ကလေးတွေကမေးကြတယ်ဖះရုပ်တုတော့ကြည့်ပြီဖះကတော့သပင်ထားပြီးတော့ဘာဖြစ်လို့တပည့်တွေကျတော့မထားရဘူးဘုန်းကြီးတွေကြပါတော့ကရုံတုံးခိုင်းတာတော့လို့မေးကြတယ်ဖះလည်းအမှန်တော့ကတုံးမှာပဲဘုန်းတကကတုံးဆိုဒီမှာစရုံးထုံးလောက်အောင်သပင်မရှိတာကိုပြောတာထုံးတယ်နော်စရုံးထုံးလောက်အောင်ဆိုရင်မရှိတာကိုပြောတာမြတ်စွာဘုရားရဲ့ဆံတော်ကလက်နှစ်သက်ပဲရှိတယ်ဘုဘူးဆရာတွေရဲ့ကောင်းမှုနဲ့စရုံးကြီးလို့ဖြစ်နေတာအမှန်တော့အဲ့ဒါမဟုတ်ရှောင်းချီတော်ကိုထည့်ပြီးတော့ထုတယ်လို့ပြောကြတယ်ကေတုမာလာဆိုတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကဘုရားလုံးတိုးထွက်လာတဲ့အခါမှာမင်းသားဆိုတော့ရှေးတော့စပင်ရှည်ထားတယ်စတုံးထားတယ်အဲ့ဒီစတုံးလေးကိုစပင်ကိုအပေါ်ထိတ်ကနေကပ်ပြီးတော့စတုံးထုံထားတဲ့စပင်ကိုအောက်ခြေကနေကဖြတ်ချိလိုက်ဖြတ်လိုက်တဲ့အခါမှာအဲ့ဒီအရှည်ဆုံးကဘေးဟာတွေကတော့ပိုးရှည်ရင်ရှည်ပါပေါ့နော်လက်နှစ်သက်လောက်ပဲကျန်တယ်အဲ့လက်နှစ်သက်လောက်စပင်တွေကပြေကျပြီးတော့မသွားတော့ဘူးထုံထားတဲ့အရင်ကနေဖြတ်လိုက်တဲ့အခါမှာအလုံးကစုစည်းထားသလိုလေးပဲဖြစ်နေစရုံထုံထားတဲ့ပုံစံလေးပြန်ပြီးတော့ပြေကျသွားတာမရှိဘူးဒီတယ်လည်းရှေးမလာတော့6 နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တော့လည်းခေါင်းရည်ရတယ်လို့မရှိဘူးမရှိတော့ဘူးအဲ့ဆိုရင်တစ်ခါဖြတ်လိုက်တာနဲ့သူကစပင်ငုတ်တုဖြစ်သွားတယ်ဒါထူခြားချက်လို့ပြောခြင်းပြောအဲ့တော့မြတ်စွာဘုရားကလည်းအရှိအားဖြင့်ပြောမှဆိုရင်တော့လဲကြတာတွေကတော့လက်နှစ်သက်ပို့ခြင်းပို့မှာပေါ့ဒါပေမဲ့လို့အမြင့်ဟာစုထုံထားသည့်အတွက်ကြောင့်လက်နှစ်သက်ပဲရှိတယ်အဲ့ဒီလက်နှစ်သက်ဆိုတဲ့စုနေတာလေးကိုကေတုမာလာရောင်နေရဆိုပြီးတော့အယောင်လေးပါထည့်ပြီးပပုဆရာထုလိုက်တဲ့အခါကျတော့စရုံကြီးလိုဖြစ်သွားတယ်အဲ့တော့ကျန်ကျန်ဗမာနာမည်ပေးတဲ့လူကရှိသေးတယ်အဲ့ဒီလိုစရုံကိုစရုံထုံးပြီးတော့ဆံပင်ပြုပြင်ပေးတဲ့လူတွေကခောရမစတုံးနဲ့အဲ့လိုခေါ်ကြတယ်
မာပြည်မှာတော့ခေါ်လားမခေါ်လားမသိဘူးတခြားနိုင်ငံတွေမှာတော့အိန္ဒိယနိုင်ငံမှာတော့ဂေါရမဆိုတာကသူတို့လူတွေလည်းမဲ့တာပဲလေဗမာပြည်မဲ့ရင်တော့မိုးကြွပြစ်ခံမယ်ဆိုပြောကြမှာပဲနော်ဘုရားကရဖျားဘူးသွားရင်မြန်မာကျောင်းထိတ်နားလေးမှာထမင်းဆိုင်ရှိတယ် restaurant ဆိုတာရှိတယ်အဲ့ဒီမှာရေးထားတဲ့စာအုပ်ဖတ်ကြည့် Gautam Restaurant သူတို့အတန်နဲ့ထွက်ရင် Gautam Restaurant ဆိုခေါ်ဓမ္မထမင်းဆိုင်လို့ရေးထားတာအဲ့ဒါဒီကဲရှိတာဘုရားကရောက်တဲ့လူတွေတွေ့လိမ့်မယ်အဲကြောင့်မို့ဝါရှိတဲ့မှာခေါ်ဓမ္မထမင်းဆိုင်ရှိတယ်ခေါ်ဓမ္မဆိုတာသူတို့အိန္ဒိယလူမျိုးတစ်မျိုးရဲ့အနွယ်နာမည်ပဲလေသူတို့တန်တဲ့ကြတော့ခေါ်ဓမ္မကိုထပ်ဆင့်ပြီးတော့ခေါ်ဓမ္မအနွယ်တွေကြတော့ခောက်ဓမ္မဆိုတဲ့အတန်နဲ့ထွက်တယ်ဗမာပါဠိကတော့ခေါ်ဓမ္မပဲထွက်တယ်ခောက်ဆိုတာမရှိဘူးပါဠိမှာခေါ်ဓမ္မပဲထွက်တယ်Sanskrit ဆိုတဲ့တက္ကရာဘာသာကြတော့ခေါ်ဓမ္မကတစ်ခုခောက်ဓမ္မကတစ်ခုအဲ့လိုဒါဘာသာစကားနဲ့ဆိုင်တယ်နော်တခြားနဲ့မဆိုင်ဘာသာစကားဆိုတစ်ခုနဲ့တစ်ခုတူတာမဟုတ်ဘူးလေအဲ့တော့လူလေးတွေရှိတယ်ပေါ့နော်အဲ့တော့သမဏလို့ဆိုတဲ့နေရာမှာဘယ်လိုပုဂ္ဂိုလ်ကသမဏမခေါ်နိုင်ဘူးလေလို့ဆိုမြတ်စွာဘုရားဟောတာပုံလေးချီနမုံတကေနသမနောခတုံးတုံးထိုင်နဲ့တော့သမဏမခေါ်နိုင်ဘူးတဲ့ခဏိခေကတော့ကရုံးခေစားလို့လားမသိဘူးဘောဓမကလည်းခတုံးပဲဘောလုံးကနဲ့လူတွေကလည်းကတုံးနေပေါစင်ထိုးတဲ့ကောင်တွေကလည်းကတုံးနေပဲခရုံးတုံးထားယုံနဲ့သမဏမဖြစ်ဘူးတဲ့ဘာဖြစ်လို့သူသမဏမဖြစ်တယ်လဲဆိုအပတောအလိကံပနာအပတောဆိုတာအဝတ္တောကိုချင်းသီလမရှိဘူးတဲ့အဓိကသမဏဖြစ်ဖို့ကကိုချင်းသီလရှာနော်သီလဆိုတဲ့အလေးထားဝတ္တဆိုတဲ့ခံယူဆောက်တည်ထားမှုသီလနဲ့ဝတ္တဆိုတာခံယူဆောက်တည်ထားမှုသီလဆိုတဲ့အကျင့်ထူတင်လို့ဆိုတဲ့ခံယူဆောက်တည်ထားမှုမလုပ်မယ်ဆိုတာပေါ့နော်သမင်တနတ်ဖဲစားမယ်တတလွတ်ဖဲစားမယ်ဆိုတာတတလွတ်ကတော့ထူတင်နေတော့မပါဘူးတနတ်ဖဲစားမယ်ဆိုတာရဲ့တထပ်ဖဲစားမယ်ဆိုတဲ့ထူတင်ချက်အဲ့ဒီအကျင့်တွေလည်းမရှိဘူးတဲ့အလိကံပနံစကားပြောရင်လည်းမှန်တာမပြောဘူးတဲ့အမှန်မကန်ပြောတယ်တဲ့အဲ့တော့အကျင့်တရားလည်းမရှိဘူးမမှန်မကန်လည်းပြောတယ်အိစ္ဆာလောဘသမပန္နာအိစ္ဆာဆိုတာလိုချင်တာလောဘဆိုတာတွေ့တာတမက်တာအိစ္ဆာကလည်းအိစ္ဆာကတစ်ခုလောဘကတစ်ခုနှစ်ခုစလုံးဟာလောဘကြီးပါပဲလိုချင်တာလည်းလောဘကလည်းနေတဲ့တွေ့တာမှုကလည်းလောဘအဲ့တော့အိစ္ဆာလောဘဆိုအိစ္ဆာဆိုတာဘယ်ဟာတုံးဆိုလို့ရှိရင်မရသေးခင်လိုချင်တာကတစ်ခုရှိတယ်နော်မရသေးဘူးဆိုလိုချင်နေတယ်ရပြီလို့ဆုပ်ကင်ထားတာတစ်ခုလောဘရဲ့သဘောကမရသေးရင်လိုချင်တယ်ရှားပြီးရင်ဆုပ်ကင်ထားတယ်ကလေးလေးတယောက်ကိုမုံပေးကြည့်ပါလားသူစားဖို့မုံနေပြီသူ့လက်ထက်ရောက်တယ်ငါပေးပါအောင်ဆိုရင်ပေးဘူးတချို့ကလေးလေးတွေနော်ပေးတော့ဆုပ်ထားသူ့လက်ထက်ရောက်တယ်ပြန်မပေးတော့မလွတ်တော့အဲ့တော့မစ္စရိယသဘောလေးတွေကပွေးတယ်ရှိမွေးရပါလေဒါတွေကဒီစိတ်ဓာတ်ကမွေးရပါကလေးမုံပေးပြီးတောင်းချီပြန်ပေးတဲ့ကလေးရှားတယ်နော်ငါပေးပါအောင်ဆိုဟိုဘက်တောင်းလှဲ့သွားလိမ့်မယ်ပေးဘူးကိုပေးရင်တော့သူယူတယ်သူစီပြန်တော့မရတော့အဲ့ဒါကြုံရဘူးလိမ့်မယ်အဲ့တော့အိစ္ဆာဆိုတာမရသေးရင်ရှားချင်တယ်
လိုချင်တာကအိစ္ဆာရှားပြီးလို့စုပ်ကင်ထားတာမစွန့်လွတ်နိုင်တာကလောဘတဲ့အဲ့ဒီအိစ္ဆာနဲ့လောဘရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတမနောကိမ္ဘောဣတတိဘယ်လိုလုပ်ပြီးတမနာဖြစ်နိုင်မှာတော့ဆိုလိုတာကသူဟာကရုံးလေးတုံးထယုံနဲ့တမနာဆိုတဲ့အရေးချင်းနေမရှိရင်ဘယ်လိုလုပ်တမနာဖြစ်မှာတော့ဒါကိုဆိုလိုတာနော်သူလုံးနေတဲ့အလုပ်တွေကြည့်ရင်ဘယ်လိုလုပ်ငြိမ်းပါလဲတဲ့သူဟာအကျင့်တရားလဲကင်းမဲ့နေတယ်မမှန်တာလဲပြောတယ်လောဘလည်းချိတယ်ဆိုဘယ်လိုလုပ်သမဏဖြစ်မှာတော့နဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဒါမြတ်စွာဘုရားအစစ်တုခွဲပြအဲ့တော့သမဏအစစ်ဆိုဘယ်လိုဟာတော့ယောစသမေတိပပါဏိအနုံထုလာနိတပ္ပတောသမေတိပပါဏိသမေတိဆိုတာငြိမ်ဝတ်သွားစေတယ်သို့တော့မဟုတ်ဖယ်ရှားပြစ်တယ်သမေတိဆိုတာဖယ်ရှားပြစ်လိုက်တယ်ငြိမ်အေးသွားစေတယ်ပျောက်ခဲ့သွားစေတယ်အနုထုလာနိတပ္ပတောပပနိအနုထုလာနိအနုဆိုတာဒီနေရာမှာနားငယ်နဲ့ရေးတဲ့အနုမဟုတ်ဘူးနာကြီးနဲ့ရေးတဲ့အနုပညာကတော့ဗာနဲ့ရေးတာနားငယ်နဲ့ရေးတာနော်ဘယ်လိုအဓိပ္ပာယ်နဲ့ရေးရတော့မသိဘူးပေါ့ဗမာတို့တော့အနုပညာဆိုပြီးသုံးနေတယ်ဟိုနုလေးလှုပ်လို့အနုပညာခေါ်ရလားမသိဘူးနုနဲ့နေထိုင်တတ်လို့အနုပညာလားဒီအနုဆိုတာကတော့သေးငယ်တာကိုအနုလို့ပြောတာနာကြီးနဲ့ရေးရတယ်အနုမြူပုံရေးတဲ့အနုတာနော်အနုဆိုတာသေးငယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဒါနာကြီးနဲ့အနုနာငယ်နဲ့အနုကအဓိပ္ပာယ်တွေမျိုးမျိုးရှိတယ်ဗမာပြည်ကတော့အနုပညာဆိုတာနောက်ထပ်ပညာလားဘယ်အဓိပ္ပာယ်နဲ့ခေါ်တာလဲပါဠိစကားလုံးကိုပြောပြတာပါနော်နုနဲ့လောက်ရလို့အနုပညာလားသေးဖွဲလေးတွေမို့အနုပညာလားတချို့တွေကမေကွန်ထုတ်ကြရရှိတယ်သို့တော့ဘာသာစကားဆိုတာလူကြီးရင်ဤကိုကျွဲဖတ်တယ်ဆိုတာရှိတယ်လေသမုဒိသစ္စာဆိုတာဒါကအပြည့်ပြောစရာမဟုတ်ဘူးသမုဒိသစ္စာဆိုတာ general consensus အများသဘောတူထားတာအများကထားလို့သိထားရင်ဒါပြောစရာမလိုတော့ပြီးပြီအများအတိမပြုတ်ထားရင်သူကအမှန်တစ်ခုပဲဒါလေဘာခေါ်အဲ့ဒါသမုဒိသစ္စာရဲ့အထိပ္ပယ်အဲ့ဒါပဲနော်လူကြီးဤကျွဲဖတ်ဆိုတာလဲအဲ့ဒါပဲဘာပဲဖြစ်ဖြစ်ဘလို့ရေးဒါကိုလူတွေသိနေတာဒီအသိတိုင်ပဲမှတ်ထားရမှာပဲဆိုပါစို့ဗမာစကားဥလို့ရေးတဲ့အခါမှာဘလို့လို့ဥဖတ်မလဲလုံးကြီးတင်ဆံကတ်ဆိုရင်ကာကြီးနဲ့ထဲရေးကြည့်ရလားဥရဲ့ကာကြီးရဲ့နှစ်ခုပေါင်းလိုက်ဆိုရင်ကူးလို့ဖတ်မလားကိုလို့ဖတ်မလားနော်ကာကြီးလုံးကြီးတင်တချောင်းငယ်နဲ့သွားလို့ရှိရင်ကိုဒါပဲဖတ်လို့ရမှာပဲကုလို့ဘယ်သူကဖတ်မှာတော့နှစ်ချောင်းငယ်နဲ့ကျမကူးဖတ်မှာပေါ့ဒါပေမဲ့ဥကြတော့ဖတ်နေပြန်ရောအဲ့ဒါပြောတာချင်းတို့ရဲ့ consensus အားလုံးကဒီတိုင်းပဲဖတ်နေဒီတိုင်းဖတ်နေဒါမှန်လားဆိုရင်အများလက်ခံတာပြီးမှန်သွားပြီလေဘာလို့မှန်တာတော့အများလက်ခံလို့အကြောင်းပြတာပဲဟိုလိုမှန်လို့မဟုတ်ဘူးအများလက်ခံရင်မှန်သွားတာပဲနောက်ကြည့်ရလားဟိုဗမာအခရာတွေကိုတွက်ကြည့်မယ်ဆိုရင်အာအီဥနော်အေအောအဲ့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဥနဲ့ဣနဲ့ပေါင်းတဲ့တရာရှိလို့လားစဉ်းစားစရာပြပြတာပါဥမာမဲ့ကိုဘသူလို့ရေးထားတယ်ကိုလို့ရေးထားတယ်မောင်ကိုလို့ရေးထားတယ်အဲ့ကိုကအဲ့ဒါပေါင်းတာကာကြီးရဲ့တချောင်းငယ်ဥရဲ့လုံးကြီးတင်ရဲ့တခြားနေရာမှာရှိလို့လား
ဥနဲ့လုံးကြီးတင်နဲ့ပေါင်းပြီးတော့ဆိုလို့ရှိရင်နော်ဘာလို့မရအိုအခရာပမာထဲမှာမပါအောင်အိုအခရာလို့ပမာထဲမှာမရှိဘူးအိုတရဆိုတာမရှိဘူးလေအာတရာရှိတယ်အာတရာရှိတယ်အီအီဥဥအေရှိတယ်အောရှိတယ်အိုဆိုတာမရှိဘူးအိုမရှိပြီပဲကိုလို့ရေးနေကြတယ်တော့အဲ့ဒါတွေက general consensus လို့ခေါ်တယ်ဒါအငင်းပွားရမယ့်ဟာတော့မဟုတ်ကာယိခဝေးရဲမပါတာတွေသတိထားမိကြလားဗမာစလုံးထဲမှာသူဒီတနေ့ထမင်းနှစ်နက်စားဤအဲစားဤအခရာတဲ့ပါလို့လားသူဒီထမင်းစား၍အိတ်သည်အဲ့ဒီရွေးရရောအခရာတဲ့ပါလားကာယိခဝေးရဲပဲနာပါတော့မပါဘူးလေရွှေလည်းမပါဘူးဤလည်းမပါနော်သူဒီအိမ်၌နေ၌ကရောကောက်ခလေးလှုပ်ထားတာကောက်ကလေးပါမှာခေါင်းလေးတက်ထားသေးတယ်ခါချင်းကောင်းလို့ပါလို့အဲ့ဒီ၌ကလေးရရောကာယိခဝိစင်နဲ့ပါရလားအဲ့တော့ဤတို့အိုတို့၌တို့ရွေတို့ဆိုတာကာယိခဝိရပါမပါတာသို့တော့အလုံးကဒါကိုဘယ်သူကရေး၌လို့ဖတ်တာပဲနော်ဤလို့ပဲဖတ်တယ်အိုလို့ပဲဖတ်တယ်ကိုလို့ပဲဖတ်တယ်ဒါ general consensus ဖြစ်သွားပြီပမာစကားမှာရွေလို့ပဲဖတ်တယ်အဲ့ဒါကိုပြောတာသမုဒ္ဒိသစ္စာတော့တရားတွေကသင်္ကေတတွေပဲအလုံးအခရာဆိုတာအတန်ရဲ့သင်္ကေတပဲဒါတွေဆွဲလန်းပြီးတော့အငင်းပွားစရာမဟုတ်ဘူးအငင်းပွားနေလို့လည်းအကျိုးမရှိဘူးနော်အဲ့တော့ဒီမှာအနုံထူလာနိတပ္ပသောအနုဆိုတာအသေးအငယ်အသေးအမွားထူလာဆိုတာအကြီးအမားတန်ရောစဉ်တွေဟာအသေးတန်ရောစဉ်ရှိတယ်အကြီးတန်ရောစဉ်ရှိတယ်သို့မဟုတ်အကုသိုလ်ဆိုတာသေးဖွဲတဲ့သေးဖွဲအကုသိုလ်ရှိတယ်ကြီးမားအကုသိုလ်ရှိတယ်အဲ့ဒီသေးပါအကုသိုလ်နဲ့ကြီးမားအကုသိုလ်အဲ့ဒါတွေအားလုံးကိုဖယ်ရှားပြစ်တယ်သမိတ္တဟိပပနံသမနောတိပါဝစတိအဲ့မကောင်းတဲ့စိတ်တွေရှင်တဲ့နှလုံးထဲမှာမထားပဲနဲ့ငြိမ်ဝတ်သွားအောင်ဖယ်ရှားပြစ်နိုင်တဲ့ပုဂ္ဂိုလ်ကြမှာသာလေသမဏအစစ်ပါလို့မြတ်စွာဘုရားဟောတာဒါသမဏအတုနဲ့စစ်ခွဲပြတာအဲ့တော့သမဏအစစ်ဖြစ်ဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်လည်းပဲသမဏအစစ်တော့မဖြစ်သေးဘူးဖြစ်အောင်လုပ်နေတယ်ဆိုရင်လည်းသမဏလို့ခေါ်ထားလို့ရပြီလို့ဆိုလို့တဲ့အဓိပ္ပာယ်ပေါ့နော်ဘာလို့လဲဆိုဒါအတွက်ကြိုးစားနေတာအလောင်းလျာပေါ့အဲ့ဒါတော့နော်အဲ့တော့ဒါသမဏအစစ်နဲ့သမဏအတုခွဲခြားပြီးတော့မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာဟောထားခဲ့တာဖြစ်တယ်နောက်တစ်ခုပြောမယ်ဆိုရင်တော့ဘိက္ခုဆိုတဲ့စကားလုံးနဲ့ပတ်သက်တယ်ဘိက္ခုဆိုတဲ့စကားလုံးကသူကတောင်းခံသူလို့အဓိပ္ပာယ်ရတယ်ဘိက္ခုကဘိက္ခတိယာဇတိတိဘိက္ခုဆိုတဲ့စကားလုံးညတော့တောင်းခံသူတခြားအဓိပ္ပာယ်တွေလည်းအများကြီးရှိသေးတယ်ဘိက္ခုကတန်တရားကိုဘေးလို့ချိတဲ့ပုဂ္ဂိုလ်လည်းဘိက္ခုပဲဆုံးကကြွားတာလည်းဘိက္ခုပဲအဲဘိက္ခုဆိုတာတော့ဗမာလိုပြန်တော့ယဟန်လို့ပြန်ကြတယ်ခက်တာကအိန္ဒိယနိုင်ငံသွားလို့ရှိရင်တရောင်းစားတယောက်နဲ့တွေ့တဲ့အခါသူကဘာပြောတော့ဆိုကိုယ်ကရင်ကြုံခဲ့တာလေးတခုပြောမယ်သူကကလားလို့ဟမ်မာရီဘိက္ခုဟဲ့သူလည်းဘိက္ခုပါပဲလို့ပြောတာအဲ့လိုပြောတာတွေတွေ့ကြရတယ်ကြားလားဟမ်မာရီဘိက္ခုဟဲ့သူတို့တန်တဲ့ကြတော့ဘိက္ခုတန်ထွက်တယ်ပါဠိကဘိက္ခု
သူလည်းဘိက္ခုပါပဲတဲ့သူကသရောင်းစားလေးလာတောင်းတာတောင်းပြီးတော့သူ့ကိုသူမိတ်ဆက်တယ်သူလည်းဘိက္ခုပါအဲ့ဒါစကလုံးတွေကဒီလိုပဲရောထွေးနေရှိအဲ့ဒါကြောင့်မြတ်စွာဘုရားကဘိက္ခုစစ်ကပဲဟာလဲအတူကပဲဟာလဲဆိုတာဒီဒေသနာဟောတာနတေနဘိက္ခုသောဟောတိယဝတ္တာဘိက္ခတိပရိသူတော်ဘာကိုတောင်းတရုံနဲ့ဘိက္ခုမခေါ်ဘူးတဲ့အဲသရောင်းစားတွေပတ်ထုတ်လိုက်ပြီနော်သရောင်းစားတွေကိုပတ်ထုတ်သူများကိုတောင်းတရုံနဲ့တောင်းဆိုရုံနဲ့ဘိက္ခုမခေါ်ဘူးတဲ့ဝိတံဓမ္မသမာဒါယဘိက္ခုဟောတိနတဝတ္တာသူဟာတဲ့မကောင်းတဲ့ဒီအပုံနဲ့ထွက်တဲ့မကောင်းတဲ့ကိုယ်ချင်းတရားတွေမကောင်းတဲ့အမှုရာမကောင်းတဲ့အတွေ့အခေါ်မကောင်းတဲ့အပြုအမူတွေဟိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဖြစ်လို့တဲ့တောင်းယုံတက်တက်နဲ့တော့သူ့ကိုဘိက္ခုလို့မခေါ်နိုင်ဘူးအဲ့တော့ဟိုကလာပြန်ပြောမဟာမာရိဘိက္ခုဟဲဆိုတာမင်းဘိက္ခုမဟုတ်ဘူးမင်းကတောင်းယုံတောင်းတာမင်းမှာဒီဘိက္ခုဖြစ်မဲ့အကြောင်းအရာတွေမရှိဘူးလို့ပြန်ပြောတောင်းယုံတောင်းတဲ့ဘိက္ခုမဖြစ်ဘူးတဲ့မကောင်းတဲ့အကျင့်တွေရှိနေအဲ့တော့ဘိက္ခုဆိုတာဘယ်လိုမှဘိက္ခုလဲဆိုယောဓပုံညင်စပါပင်စဘာဟိတဝဗြဟ္မစရိယဝါမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မှာတဲ့ကုသိုလ်ရောအကုသိုလ်ရောနှစ်ခုစလုံးတော့မကောင်းတာကောင်းတာလုပ်ပြီးတော့မကောင်းတာဖယ်ရှားနော်ဒီသဘောတရားကနှစ်ခုရှိတယ်ကောင်းတာလုပ်ပြီးတော့မကောင်းတာဖယ်ရှားတယ်မကောင်းတာတွေဖယ်ရှားပြီးရင်ကောင်းတာဆိုတာလုပ်เสียမရှိတော့အဲ့လိုဆိုလို့နော်အဲ့ဒါကြောင့်မလို့ယဟန္တာဖြစ်သွားပြီဆိုရင်ကောင်းမှုမကောင်းမှုနှစ်ခုစလုံးဖယ်ရှားလိုက်မရှိတော့ဟိုအကျိုးပေးလို့ကောင်းမှုမကောင်းမှုခေါ်တာကောင်းကျိုးပေးလို့ကောင်းမှုမကောင်းကျိုးပေးလို့မကောင်းယဟန္တာကြတော့ကောင်းကျိုးလည်းမပေးတော့ဘူးမကောင်းကျိုးလည်းမပေးတော့ဒါကြောင့်မလို့သူ့မှာကံစားဟိုမရှိတော့ဘူးလို့ဆိုလို့လေပေါ့နော်အကျိုးပေးမဲ့ကံစားမရှိဘူးပရိသေတွေအကျိုးပေးမဲ့ကံမရှိဘူးဒါကြောင့်မို့ဒီကောင်းမှုမကောင်းမှုနှစ်ခုစလုံးကိုတွန်းလှန်ဖယ်ရှားလိုက်တယ်ဖယ်ရှားပြီးတော့မြင့်မြတ်တဲ့အကျင့်ရှိတဲ့ပုဂ္ဂိုလ်ဟာလောကမှာအသိဉာဏ်နဲ့ကျင့်သုံးနေထိုင်တယ်တဲ့အရာရာအကျင့်အသိဉာဏ်နဲ့ကျင့်သုံးနေထိုင်တယ်ဆိုလိုတာကကောင်းမှုဆိုတာလည်းသူမှမရှိတော့ဘူးမကောင်းမှုဆိုတာလည်းမရှိဘူးမြင့်မြတ်တဲ့အကျင့်သာရှိတယ်အသိဉာဏ်နဲ့လောကမှာနေထိုင်တယ်အဲ့ဒီပုဂ္ဂိုလ်ဒီသာလင်ဘိက္ခုတဲ့တောင်းယုံနဲ့မင်းကိုဘိက္ခုမဟုတ်ဘူးလို့သူပြောတာနော်ဒါလည်းဘိက္ခုစစ်မစစ်ဒီနှစ်ခုမြတ်စွာဘုရားဟောတာအဲ့တော့စကလုံးတိုင်းမှာ definition ဆိုတာရှိတယ်အဓိပ္ပာယ်ကိုအသေးစိတ်ဖော်ထုတ်ရတယ်အဓိပ္ပာယ်ကိုအသေးစိတ်ဖော်ပြတာဒါအဓိပ္ပာယ်ကန့်သတ်ချက်ဆိုတာရှိတယ်အဲ့တော့မြတ်စွာဘုရားကအဲ့ဘိက္ခုနဲ့ပတ်သက်ပြီးတော့လည်းပဲအခုလိုဟောကြားထားတာမှတ်သားစရာကောင်းတာပေါ့နော်နောက်တစ်ခုကတော့ဘာလို့ဆိုနမောနိနမုနိဟောတိပုံနာရူပောအဝိတ္တုယောစတုလံဝပက္ခရှာဝရမာဒယပဏိတောမုနိဆိုတဲ့စကားလုံးနဲ့ပတ်သက်တာမုနိဆိုမုနာတိသာနာတိတိမုနိတဲ့တိတတ်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မုနိဆိုတာလည်းဗမာလိုပြန်တော့ယဟန်လို့ပြန်ကြတယ်အဲ့ဒီမုနိဆိုတာလည်းဘယ်လိုဟာကိုမုနိခေါ်တာတော့ဆိုနော်အဲ့တော့မုနိဆိုတာနောက်တစ်ခုကမောနအပါဒနေဆိုရှိတယ်စကားမပြောဘဲတဲ့ဝစီဘိတ်နေုံနဲ့မုနိမဟုတ်ဘူးတဲ့ချောလည်းဝစီဘိတ်နေတယ်လေဝစီဘိတ်ကျင့်တယ်ဆိုတာရှိတယ်ဘယ်သူမှစကားမပြောဘဲနဲ့ကျင့်တာဝစီဘိတ်ဒါမှနမောနိနဝစီဘိတ်ကျင့်ုံနဲ့ဘယ်သူမှစကားမပြောဘူးနှုတ်ကိုစောင့်စည်းတယ်ဆိုပြီးဘယ်သူမှစကားမပြောပဲပါစကားမှမပြောပဲနဲ့ဝစီဘိတ်နေုံနဲ့အသိဉာဏ်ကင်းမဲ့နေတဲ့ပညာမဲ့ပုဂ္ဂိုလ်ဟာတဲ့
မုနိမဟုတ်ဘူးတဲ့သူတို့ဆိုလို့လေအဲ့တော့ဝစီပိတ်ကျင့်ရုံနဲ့မုနိလို့မခေါ်နိုင်ဘူးလို့ပြောတာစကားမပြောရုံနဲ့မုနိလို့မခေါ်ဘူးမုနအဘာဒနာမောနအဘာဒနာစကားမပြောတာစကားမပြောရုံနဲ့မုနိမခေါ်ဘူးတဲ့ယောသတုလံဝပက္ခရှာဝရမာဒယပဏိတောမုနိဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့ချိန်ဝင်နဲ့ချိန်ပြီးတော့အမြတ်ရအောင်ယူသလိုဆိုလိုတာချင်းချိန်ပြီးတော့အကောင်းကိုရအောင်ယူတယ်အဆိုးနဲ့အကောင်းနှစ်ခုထဲမှာအကောင်းကိုသာရအောင်ယူနိုင်တယ်အမြတ်ကိုသာရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်မကောင်းမှုအကုသိုလ်တွေကိုရှောင်ရှားတဲ့ပုဂ္ဂိုလ်ပါပနိပရိဝိစေတိတမုနိမကောင်းမှုအကုသိုလ်တွေကိုရှောင်ရှားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်သာလဲမုနိလို့ခေါ်ပါတယ်တဲ့နော်လောကမှာဒီဓမ္မကိုပိုင်ပိုင်ခြားခြားအသိဉာဏ်ဖြင့်ချင်းချင်းသိတတ်တဲ့ပုဂ္ဂိုလ်အသိဉာဏ်နဲ့အဆိုးကောင်းအကျိုးအကြောင်းကိုခွဲခြားသိတဲ့ပုဂ္ဂိုလ်မျိုးသာလင်မုနိလို့ခေါ်ပါတယ်လို့ဒါမုနိနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဟောကြားဆုံးမမှုတစ်ခုအဲ့တော့နောက်ဆုံးတစ်ခုကဘာလို့ဆိုလို့ရှိရင်အရိယဆိုတဲ့စကားလုံးနဲ့ပတ်သက်လာနော်အရိယဆိုတာမြင့်မြတ်သူလို့လည်းခေါ်တယ်ဘယ်သူမှမနှိမ့်ဆက်သူအဲ့ဒီမှာနတေနအရိယောဟောတိယေနပပါဏိဟိန္တတိအဟိန္ဒသဗ္ဗပပနာအရိယောတိပါဥစတိအရိယလို့ခေါ်တာဟာဘယ်လိုပုဂ္ဂိုလ်မျိုးမှအရိယလို့ခေါ်နိုင်တယ်လဲတရားဝါတွေကိုမညှင်းဆဲမနှိမ့်သက်တဲ့တရားဝါတွေကိုညှင်းဆဲနှိမ့်ဆက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုအရိယလို့မခေါ်ဘူးလို့ပြောလို့အဟိန္ဒသဗ္ဗပန္နနာတရားဝါအလုံးကိုဘယ်သူမှမညှင်းဆဲဘူးမနှိမ့်ဆက်ဘူးကျင့်တရားထားတယ်ဆိုတဲ့ပုဂ္ဂိုလ်မှာအရိယောတိပါဥစတိဒါဘာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားပြောလိုက်တာတော့ဆိုမြတ်စွာဘုရားခီးသွားရင်ကနေပြီးတော့လူတယောက်ကိုတွေ့ရှေးလူသားတန်ဃာတဲ့တယောက်ကိုတွေ့အဲ့ဒီတန်ဃာတဲ့တယောက်ကသူ့ရဲ့နာမည်အရိယတဲ့သူ့ရဲ့နာမည်အရိယငါးရီဖန်သက်နေတဲ့ကောင်ကသူ့ကိုသူအရိယလို့ခေါ်တာအဲ့ဒါသူ့ကိုသူအရိယလို့ပြောနေလို့မြတ်စွာဘုရားကဒီစံတမတ်ချက်ကိုဟောတာဖြစ်တယ်တရားဝါတွေကိုတတ်နေတဲ့ပုဂ္ဂိုလ်ဟာအရိယမဟုတ်ဘူးတဲ့တရားဝါတွေပေါ်မှာအကျဉ်းတရားထားမှအရိယဖြစ်တယ်လို့သူ့ကိုဟောလိုက်တဲ့အခါသူသောတာပန်ဖြစ်သွားတယ်အသိဉာဏ်ရသွားတယ်ပေါ့နော်အဲ့တော့အလုံးပေါင်းလုပ်ကြမယ်ဆိုတဲ့အသိနဲ့ကိုယ်စီချစ်ကြံပွားများကြိုးစားနိုင်ကြပါစေကုန်သတည်းရှေ့ဆက်ချရအောင်ရှင်ဖေယဘုရားတို့တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုရမောပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုကျိုးသေးလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်လာကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်
ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကောင်းသည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း